fruit နဲ့ပတ်သက်ပြီးတော့ topic လေးကိုဒီနေ့မှာတော့ teacher က talking about fruit နဲ့ပတ်သက်ပြီးတော့ topic လေးကိုဆွေးနွေးပေးမှာဖြစ်ပါတယ်။ translate လုပ်ပေးမှာဖြစ်ပါတယ်ရှင်။ Hello and welcome to Real Easy English where we have easy conversations to help you with your listening skills and learn new vocabulary. I'm Beggar.Real Easy English မှာကြိုဆိုပါရစေ။ Beggar ကပြောတယ် where we have easy conversations to help you with your listening skill and learn new vocabulary. So သူတို့တွေလောက်ထားတဲ့ easy conversation ကတဲ့ကျွန်တော်တို့ရဲ့ listening skill ကိုအကူအညီရစေပြီးတော့ new vocabulary လည်းတိုးတက်စေမှာပါတဲ့ learn ဆိုတာကပေါ့နော်သင်လို့ရမှာပါပေါ့ So I'm Beggar ကျွန်မ Beggar ဖြစ်ပါတယ် I'm Neil and I'm Neil.If you'd like to see a video version of this podcast, you'd like ဆိုတာ you would like ကိုပြောတယ်ကျမတို့ you would like အဲ့တော့ယဉ်ကျေးမှုရကျမတို့သုံးတာ you will like မသုံးဘဲနဲ့ you would like so ကျမတို့ I can I ပြောမယ်ဆိုတော့ကျမတို့ပို့ပြီးတော့ယဉ်ကျေးအောင်လို့ could I အဲ့လိုပဲကျမတို့က I will သုံးတဲ့နေရာမှာ I would you will သုံးတဲ့နေရာမှာ you would like မဟုတ်ဘဲနဲ့ you would like သုံးမယ်ဆိုရင်ကျမတို့ကပို့ပြီးတော့ယဉ်ကျေးရရောက်တယ်ပေါ့နော် If you'd like to see a video version of this podcast, the podcast go, you can find it on our website at bbclearningenglish.com. bbclearningenglish.com မှာရှာတွေ့နိုင်ပါတယ် The video has subtitles. Subtitles တဲ့ video မှာပါပြီးတော့ which can help you learn. အဲ့ဒီ subtitle ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကကျမတို့ learners တွေအတွက်ကို English စာ learners တွေအတွက်ကိုအကူအညီရောက်ပါလိမ့်မယ်တဲ့ Hi Neil, how are you doing today? How are you doing today? အဲ့တော့ဒီမှာကျမတို့က doing နဲ့မေးတော့လေဘာလုပ်နေရလဲမေးတာမဟုတ်ပါဘူးနေကောင်းလားမေးတာဖြစ်ပါတယ် I'm good, thank you. I feel great because I just ate a banana. ငါနေကောင်းတယ်ပြီးတဲ့ခါကျတော့အခုပဲငါပြောသီးတစ်လုံးစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နေလို့တော့မကောင်းနေတယ်ပေါ့ so ငါပြောသီးတစ်လုံးစားလိုက်ရလို့နေတာထိုင်တာအဆင်ပြေနေရပေါ့ဆိုတော့ yum ကောင်းလိုက်တာ yeah ဟုတ်ပါပြီ I saw you ငါမင်းကိုတွေ့ပါတယ် You started off your day quite healthily this morning ဒီနေ့မနက်မိုးလင်းအစမှာပေါ့နော်အရန်ကိုကျန်းမာတဲ့မနက်ခင်းကိုပေါ့နော်healthy food နဲ့စလိုက်တယ်ပေါ့ so ဒီနေ့မနက်ခင်းအစမှာကျမတို့က You started off your day I also had a banana ငါလည်းငါပြောသီးစားခဲ့တယ်ကျမလည်းငါပြောသီးစားခဲ့တယ်ပေါ့ Neil ကပြောတယ် Yes I saw you eating your banana မင်းငါပြောသီးစားနေရတွေ့ရတယ် and I thought ငါလည်းတွေးလိုက်တယ် I'm going to eat a banana ကျွန်တော်လည်းငါပြောသီးစားရင်ကောင်းမယ်လို့တွေးလိုက်တယ်ပေါ့ really? Yes, bananas are delicious. ငါပြောသီးတွေကအရသာရှိကြတယ် And today we are actually talking about fruit. ဒီနေ့မှာတော့ကျွန်တော်တို့ကfruit အကြောင်းကိုတကယ်တော့ပြောတော့မှာဖြစ်ပါတယ်ပေါ့ So အဲ့တော့ကျမတို့ actually ဆိုတာကဒီနေ့မှာတကယ်တော့ကျွန်တော်တို့က fruit အကြောင်းပြောတော့မှာဖြစ်ပါတယ်အဲ့လိုအဓိပ္ပာယ်ရောက်တယ်ပေါ့နော် So we are ဟုတ်တာပေါ့ Yes, and I love eating fruit. ဒီနေ့မှာပေါ့နော်ပြောမယ့်အကြောင်းအရာကfruit အကြောင်းဖြစ်ပါတယ်ပြီးတော့သူကိုယ်တိုင်လည်း eating fruit I love eating fruit fruit တွေစားရတာကြိုက်တယ်ပေါ့ Me too ငါရောပဲ What kind of fruit do you like ဘလို့အသီးနှံမျိုးကြိုက်တာလဲဆိုတော့ next page ကိုသွားလိုက်ရအောင် Oh beside bananas ငါပြောသီးတွေအပြင် I really love berries berry သီးမျိုးတွေကိုလည်းကြိုက်တယ် and I like green apples အစိမ်းရောင်ပန်းသီးကိုလည်းကြိုက်တယ် and red grapes အနီရောင်စပျစ်သီးတွေကိုလည်းကြိုက်တယ် I like lots of fruit အသီးနှံတော်တော်များများကိုကျွန်တော်ကြိုက်တယ် sorry ကျမကြိုက်တယ်ပေါ့ Beggar ကပြောတယ် How about you မင်းရော Yeah I really like fruit အသီးနှံတွေကိုတကယ်ကြိုက်တယ် I like to eat fruit every day and like you အသီးနှံတွေကိုစားဖို့အတွက်ပေါ့နော်နေ့တိုင်းစူးစမ်းပြီးတော့စားပေးတယ်ပေါ့ like you မင်းလိုပဲ I like apples ပန်းသီးတွေကိုတော့ကြိုက်တယ် but not just green one မင်းလိုမျိုးတော့အစိမ်းရောင်တစ်မျိုးတည်းကြိုက်တာတော့မဟုတ်ဘူး the red ones အနီရောင်ပန်းသီးတွေကိုလည်းကြိုက်တာပေါ့ I like those too ဆိုတော့ကျွန်တော်ကအဲ့လိုအမျိုးအစားလေးတွေကိုကြိုက်တယ် and ပြီးတော့ oranges လိမ္မော်သီးတွေကိုလည်းကြိုက်တယ် and I like frozen berries with my breakfast အေးခဲထားတဲ့ berry သီးတွေကိုလည်း breakfast နဲ့စားရတာမျိုးကြိုက်သေးတယ် So you mentioned oranges Beggar ကပြောတယ်ခုနငါပြောသီးsorry orange နဲ့ပတ်သက်ပြီးတော့အခုနကပြောလိုက်သေးတယ်မဟုတ်လားဆိုတော့ orange can be a little sweet လိမ္မော်သီးတွေကအချိုဓာတ်ကပါဝင်တာနည်းတယ်ပေါ့ but they are actually more sour သူတို့က actually more sour ဆိုတာကလိမ္မော်သီးတော်တော်များများချင်တာများတယ်ပေါ့ aren't they မဟုတ်ဘူးလား yeah sour or sharp ချင်တယ်အချင်ဆူးတယ်ပေါ့ sharp အချင်ဆူးတယ် yeah Neil ကဆက်ပြောတယ် that's the taste that you get from fruit like oranges အဲ့လိုအရာတာတွေကိုကျမတို့ကလိမ္မော်သီးလိုမျိုးအသီးနှံမျိုးရမယ် and ပြီးတော့ဘယ်ကနေရမလဲဆိုတော့အချင်တယ်ရဖိုင်ရခါချိုးတယ်ချိုးတဲ့ခါလဲချိုတတ်နေတယ်ဆိုတော့
အချင်းလည်းအချင်းစုတယ်အဲ့လိုမျိုးအရသာမျိုးကျမတို့ orange လိမ္မော်သီးကနေရတယ်လို့မျိုး and ပြီးတော့ more served with lemons or limes ပေါ့နော်ကျမတို့ရှောက်ရှုပ်သီးတံပြာသီးတံပြိုသီးအဲ့လိုနေရာမျိုးအဲ့လို fruit တွေကနေလည်းကျမတို့ရတတ်တယ် these are called citrus fruit အဲ့ဒါကိုကျမတို့က citrus fruit လို့ခေါ်ပါတယ် yeah citrus fruit လို့ခေါ်ရနော် they have more of a sour taste သူတို့မှာကအချင်းတဲ့အများကြီးပါတယ် yeah if you bite into a lemon ရှောက်ရှုပ်သီးလိမ္မော်သီးတံပြာသီးအဲ့လိုမျိုးပေါ့နော် lemon ကိုကိုက်လိုက်မယ်ဆိုလို့ရှိရင် that sour ချင်တယ် yeah the face that you make မင်းမျက်နှာကိုမင်းလှုပ်လိုက်တဲ့ပုံစံပေါ့နော်ချင်နေတဲ့ပုံစံလေးပေါ့ yeah when you bite into something citrus ကိုကိုက်လိုက်တဲ့ချိန်မှာ yeah မျက်နှာဘယ်လိုဖြစ်သွားလဲအဲ့လိုလေးပေါ့ဆိုတော့ဒါကတော့ဒီ nail နဲ့ပဲကြတဲ့ video ထဲမှာမျက်နှာအမူအရာလေးကိုပေါ့နော်အပြန်အလှန်ပေါ့နော်ဒီဖော်ပြတဲ့ပုံစံမျိုးလေးပေါ့ so do you prefer sweet fruit or sour fruit မင်းကချင်တဲ့အသီးနဲ့ချိုတဲ့အသီးနဲ့ဘယ်အသီးကိုပို့ပြီးတော့နှစ်သက်လဲပေါ့ဆိုတော့ကျမတို့ကဒါကို do you prefer ဘယ်အသီးကိုပို့ပြီးနှစ်သက်လဲ yeah I like sweet fruit အချိုအသီးကိုပို့ကြိုက်တယ် and probably I like fruit when it's ripe မဲ့တယ်ဆိုရင်တော့ပို့ပြီးတော့တောင်ကြိုက်တယ် so next page okay what does that mean ripe မဲ့တယ်ဆိုတာဘာပြောတာလဲ it means that it's ready to eat စားဖို့အဆင်သင့်ဖြစ်တယ် is that is sweetest usually မဲ့တဲ့အချိန်မှာအချိုဆုံးဖြစ်တယ် is that is sweetest usually ဆိုတာမဲ့တဲ့အချိန်မှာအချိုဆုံးဖြစ်ပြီးတော့ probably quite juicy အရေးရလေတော်တော်ရွှမ်းတယ် if fruit is juicy အရေးရွှမ်းတယ်ဆိုရင် it means juicy ဆိုတဲ့အဓိပ္ပာယ်က juice comes from it အသီးထဲကနေပြီးတော့အရေးထွက်လာတယ် and juice is a liquid juice ဆိုတာကအရေးတစ်မျိုးဖြစ်တယ် watery ဆိုတာကြဲကြဲလေးပေါ့နော် and is if it's ripe မဲ့သွားပြီဆိုရင် it's just before it goes bad or goes up goes back or goes up မဲ့သွားတဲ့အနေထားကျမတို့ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကကျတော့အသီးတစ်ခုကမဲ့ပြီးလို့ရှိရင်ကျမတို့ကပုတ်တဲ့အဆင့်ရောက်သွားတယ်ပေါ့နော် so အသီးလေးကညှိုးနွမ်းပြီးတော့ပုတ်သွားတဲ့အဆင့်မရောက်ခင်ကိုကျမတို့အဲ့ဒီအနေထားလေးမှာလုံးဝ perfect ဖြစ်နေတယ်အရည်ရွှမ်းနေတယ်ဆိုရင်ကျမတို့က ripe လို့ခေါ်တယ်အဲ့ ripe ရဲ့နောက်ဆုံးအဆင့်ကတော့ကျမတို့ကပုတ်သွားတယ်ပျက်စီးသွားတယ်ဒီခုနကမဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ငှက်ပြောသီးနဲ့သွားပြီး for example ပေါ့နော်ဥပမာပေးရမယ်ဆိုလို့ရှိရင်ကျမတို့ကငှက်ပြောသီးကအစိမ်းရောင်အနေထားရှိတဲ့အချိန်မှာဆိုရင်ကျမတို့ကစားဖို့အဆင်သင့်မဖြစ်သေးဘူးအဲ့လိုပြောချင်တာ so right I see ငါထင်တယ်သူနားလည်ပြီပေါ့ right ဟုတ်ပြီ right I see သူနားလည်ပြီပေါ့ so if you're thinking about bananas ငါပြောသီးနဲ့ဆက်ပြီးတော့တွေးကြည့်မယ်ဆိုရင် for example a green colored banana perhaps isn't ready to eat အစိမ်းရောင်ရှိတဲ့ငါပြောသီးကစားဖို့ ready မဖြစ်သေးဘူး it's not ripe like a yellow banana အဝါရောင်ငါပြောသီးလို့လည်းမမဲ့သေးဘူးပေါ့ yeah but a yellow one with အဝါရောင်ငါပြောသီးက sort of ဘယ်လိုမျိုးလဲဆိုရင် brown base on it အညိုရောင်အဆက်ကလေးတွေသူ့ပေါ်မှာရှိမယ်အဝါရောင်ဝင်းပြီးတော့မှဲ့ပြီးအပေါ်မှာအညိုရောင်အဆက်ကလေးလည်းနည်းနည်းပါးပါးဖြစ်လာပြီဆိုလို့ရှိရင် that's a ripe banana ဒါကိုကျမတို့ကမပြောသီးလေးမှဲ့ပြီလို့ပြောလို့ရတယ် yeah they are a bit too sweet for me အဲ့လိုမျိုးအဝါရောင်လေးမှာအညိုအဆက်ကလေးတွေဖြစ်လာတဲ့ငါပြောသီးကကျမအတွက်ကတော့ပို့ပြီးတော့ချိုတယ်လို့ထင်တယ်ပေါ့ I kind of like that middle သူကအဲ့လိုမျိုး middle ဆိုတာကအလယ်လက်ပေါ့နော်အလယ်လက်အနေထားကိုသူကြိုက်တယ် I like yellow bananas သူကအဝါရောင်ငပြောသီးကိုသူကြိုက်တယ်ပေါ့အနေတော်ပေါ့နော် middle ဆိုတာကျမတို့အနေတော်လို့တောင်းရင်ပို့ပြီးတော့အဆင်ပြေတယ် How about dried fruit အသီးကြောင့်နဲ့ပတ်သက်ပြီးတော့ do you like dried fruit အသီးကြောင့်ကိုမင်းကြိုက်လား Oh I'm glad you asked မင်းအဲ့လိုမေးလို့ငါဝမ်းသာလိုက်တယ် Yes I really like dried fruit အသီးကြောင့်ကိုအရမ်းကြိုက်တာပေါ့ So I will often have raisins သူက raisin ဆိုရက်ဒီစပည့်သီးကြောင့်ကိုသူခဏခဏမကြာခဏစားလေးရှိတယ် So raisin are dry grapes raisin ဆိုတာက dry means that it doesn't have any of that juice or liquid သူ့မှာဘာအရည်ရွှမ်းတာမှမရှိတော့ဘူးတဲ့ juice လည်းမရှိတော့ liquid လည်းမရှိတော့ so beggar Here is a really important and interesting question အခုတော့အရန်အရေးကြီးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ question တစ်ခုရှိတယ် If you could only eat one fruit for the rest of your life မင်းရဲ့ဘဝလက်ကျန်နောက်ဆုံးအခြေအနေမှာ fruit တစ်မျိုးလေးပဲစားရမယ်ဆိုလို့ရှိရင်အဲ့တော့ for the rest of your life ဆိုတော့မင်းဘဝရဲ့နောက်ဆုံးအခြေအနေမှာ fruit တစ်မျိုးလေးပဲစားရမယ်ရွေးချယ်ခွင့်ရှိတယ်ဆိုရင် which would you choose ဘာရွေးမလဲ Oh, that is a very difficult question. အရန်ခက်တဲ့မေးခွန်းပါလား We've talked a lot about the fruit that we love. ကျွန်တော်တို့အရန်ချစ်မြတ်နိုးတဲ့အရန်ကိုကြိုက်နှစ်သက်တဲ့
ဒီအသီးအကြောင်းတွေကိုပြောပြီးပြီ but probably bananas ငါပြောသီးအကြောင်းလဲတော်ရင်တဲ့ကိုပြောပြီးပြီ because I do eat them every day ဘာဖြစ်လို့လဲဆိုတော့ငါပြောသီးကိုသူကနေ့တိုင်းစားတယ် it feels quite strange to not eat a banana every day for me ငါပြောသီးကိုမစားနဲ့ဆိုပြီးပြောရဲဆိုရင်အဲ့ဒါကအရန်ကိုပေါ့နော်ထူးဆန်းတဲ့ feeling ဖြစ်လိမ့်မယ် and also I really enjoy banana bread banana ပါမုတ်စားရတာကိုလေဟိုဟာနှစ်ချိုက်တယ်ပေါ့နော်နှစ်သက်တယ်သဘောကျတယ် and dry bananas ငါပြောသီးကြောက်ကိုစားတာလေကြိုက်တယ် I completely forget about those ဆိုတော့ဒါတွေအားလုံးကိုပေါ့နော်ငပြောသီးနဲ့ပတ်သက်ပြီးတော့ဒီငပြောသီးစားရတယ်ဆိုလို့ရှိရင်ကျန်တဲ့ fruit တွေအားလုံးမစားရရင်နေနိုင်တယ်ဆိုတော့အဲ့ဒါတွေကိုမေ့လိုက်လို့ရတယ်လဲလိုက်လို့ရတယ်ပေါ့နော်အဲ့လိုပြောချင်တာ so they are really tasty ငပြောသီးကအရန်ကိုအရသာရှိတယ် so yeah there is lots of things you can do with bananas ငပြောသီးနဲ့လည်းအမျိုးမျိုးသောအစားဒီကုံကြောက်ဒီငပြောသီးမုတ်အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော် so probably those ပေါ့နော်How about you မင်းရော what fruit would you choose မင်းဆိုရင်ရောဘယ်အသီးကိုရွေးမှာလဲခုနမေးတဲ့မေးခွန်းပေါ့နော်ဘဝရဲ့လက်ကျန်နောက်ဆုံးအချိန်မှာအသီးနဲ့တစ်မျိုးကိုရွေးရမယ်ဆိုရင်ဘယ်အသီးလေးကိုရွေးမလဲ I think maybe it sounds boring သူ့အတွက်ကြတော့အဲ့ဒီမေးခွန်းကိုမေးတာကနည်းနည်းပြင်းစရာကောင်းတယ်ကြည့်ရတာပေါ့နော် but the apple is the perfect snack သူ့အတွက်ကတော့ပန်းသီးကအကောင်းဆုံး snack ဖြစ်တယ် you always feel good after an apple ပန်းသီးစားပြီးဝိုင်းအမြဲတမ်းကောင်းတဲ့ feeling ကိုရတယ် and it makes a fantastic noise when you bite into an apple ပန်းသီးကိုကိုက်လိုက်တဲ့ချိန်မှာ fantastic noise ဆိုတာဆူညံတဲ့အသံပေါ့နော်အဲ့အသံကလည်းအရန်ကိုမိုက်တဲ့အသံကြားရတယ်ကျွတ်ကျွတ်ရွရွပေါ့နော်ဆိုတော့ that noise is called a crunch ကျွတ်ကျွတ်ရွရွအသံလို့ခေါ်တယ်ကျွတ်ရွတဲ့အသံပေါ့ and it's a very nice sound အဲ့ဒါအရန်ကောင်းတဲ့အသံဖြစ်တယ် it is a nice sound အဲ့ဒီအသံလေးကကောင်းတယ် and so we can describe apples as being crunchy ပန်းသီးကကျွတ်ရွတဲ့အသီးလို့ဖော်ပြလို့ရတယ် that's the adjective ကျွတ်ရွတယ်ဆိုတာက crunchy ဆိုတာကကျမတို့က adjective နာမဝိသေသနဖြစ်တယ် yeah okay it's time to recap the vocabulary that we have learned ဒီနေ့သင်ရတဲ့ vocabulary ကိုပြန်ပြီးတော့နှွှေးကြည့်အောင် and we'll start the sour and that's the taste ဒီနေ့ကချင်တဲ့အကြောင်းကိုသင်ရတယ်အဲ့ဒီအရာသာ for example in a lemon or vinegar တံပြိုသီးတံပြာသီးမှာရှိတဲ့ဒါမှမဟုတ်ရှာလကာရီတို့မှာရှိတဲ့အချင်တဲ့ is not very sweet ဒါကအရန်ကိုမချိုဘူး citrus fruit ဆိုတာက for example like grapefruit စပျစ်သီး oranges limes they are very sour တံပြာသီးရှောက်ရှုပ်သီးတံပြိုသီးလိမ္မော်သီးစပျစ်သီးတွေက citrus fruit လို့ခေါ်တယ် they are very sour သူတို့တွေကအရန်ကိုချင်တယ် we use the word ripe မဲ့တယ်ဆိုရဲစကားလုံးကိုလည်းကျမတို့သုံးခဲ့တယ် ripe describe fruit which is ready to eat ripe ဆိုတဲ့အဓိပ္ပာယ်ကစားတော့ဒီအသီးနှံလေးကိုစားဖို့ ready ဖြစ်ပြီဆိုတာဖော်ပြခြင်းဖြစ်ပါတယ် we also had juicy ကျမတို့က juicy ဆိုတဲ့ဟာကိုလည်းကြားခဲ့ရတယ် and that's an adjective to describe အဲ့ဒါကနာမဝိသေသနဖြစ်တယ် to describe something that has juice or liquid အဲ့တော့အသီးမှာကျမတို့ကအရေရွှမ်းတယ်ဒါမှမဟုတ်အရေရှိတယ်ဆိုတော့အဓိပ္ပာယ်ရောက်တယ် for example a juicy fruit like a strawberry အရေရွှမ်းတဲ့ strawberry when you bite into it အဲ့ဒီ strawberry ကျမတို့ကိုက်လိုက်တယ်ဆိုရင် juice will come out of it juice ကကျမတို့အသီးတွေကနေထွက်လာမှာဖြစ်ပါတယ် we also heard about dry fruit အသီးကြောက်လေးတွေအကြောင်းလဲကြားခဲ့ရတယ် dry fruit has had all of the juice take out of it dry fruit ဆိုတာကအထဲထဲမှာရှိတဲ့ juice တွေအကုန်လုံးကိုထုတ်လိုက်တာဒါမှမဟုတ်နေလန်းလိုက်တာ something by the sun နေနဲ့ခြောက်သွားတာရှိတယ် for example raisin are dry fruit စပျစ်သီးကြောက်ကလည်း dry fruit ထဲမှာပါပါတယ် that's it ဒါပါပဲ for this week episode for this week's episode of Real Easy English ဒီနေ့ Real Easy English ဒီတစ်ပတ် episode ကတော့ဒါပါပဲရှင် you can find a free worksheet on our website to test what you've learned from this episodeကျမတို့ bbclearningenglish.com မှာ free worksheet နဲ့test လေးတွေလည်းလုပ်လို့ရပါတယ် that's at bbclearningenglish.com and we'll be back next week with another episode of Real Easy English Real Easy English မှာတခြားခေါင်းစဉ်တစ်ခုနဲ့တခြား episode တစ်ခုနဲ့ပြန်လာပါမယ် join us then goodbye for now bye bye